အားလုံးပဲမင်္ဂလာပါရှင်မမီကေရဲ့မိဖို့ချောင်းလေးကနေကြိုးဆိုပါရယ်နော်ဒီနေ့သမီးကြီးရဲ့မန်ဒေးကျောင်းထမင်းဆိုင်လေးကိုလေသူကစက်သားတံပူရာကြော်ပဲထပ်ပူစားတဲ့အတွက်ကြော်ပေးဖြစ်တယ်ပေါ့နော်အရင်ဆုံးဂျုံမှုန့်ရယ်ပြောင်းကော်မှုန့်ရယ်ပြီးတော့ရိုးရရမယ်ရယ်ကျုပ်အနှစ်လေးနဲ့ကပ်ပြီးတော့ပေါင်မုံကတ်ကြော်လေးနဲ့ကတ်ကြော်လိုက်မယ်ရှင်မီးအားကလေကျောင်းထမင်းကြီးနေပြင်ဆင်ကြတဲ့အချိန်ဆိုတော့လေအမြင့်ဆုံးမှာထားတာမှာပဲမီးအားအရင်နေတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မြင်နေရတဲ့မီးပုံမှာတော့2000ဝက်2000ပေါ့နော်2000မီးအားပေါ့တကယ်တော့အဲ့2000မီးအားကနန်းပဲရှိတာမီးအားလေးကနည်းနည်းလေးကဲအဲ့ဒါလေးနဲ့အတူတူသူကသမီးကြီးကဒီနေ့စင်ရုပ်ကလေးလုပ်ပေးပါတဲ့စင်ရုပ်ကလေးလုပ်ပေးပါဆိုတော့ဒီစင်ရုပ်ကလေးလုပ်ပေးမယ်ပေါ့နော်အရင်ဆုံးစင်ရဲ့ခေါင်းလေးကိုပုံဖော်မယ်ပေါ့နော်ဒါကတော့စင်ရဲ့ခေါင်းလေးကိုပုံဖော်နေရပါတော့ကေကလေဒီဖူကာလာတွေကိုလေဝယ်ရတာခက်တဲ့အတွက်အများနဲ့သုံးမပေးဘူးပေါ့နော်တဘာဝရတဲ့ကာလာလေးတွေအယောင်လေးတွေနဲ့ပဲသုံးတယ်ပေါ့ဒီစင်ကအပြာရောင်လေးကိုတော့ကေအောင်မဲညူရတဲ့အယောင်လေးကိုပဲသုံးတယ်ပေါ့နော်အောင်မဲညူကဒီအတိုင်းဆိုရင်အပြာရောင်ထွက်တယ်ရှင်တမယာရည်လေးညှစ်လိုက်မယ်ဆိုရင်တော့သူကခရမ်းရောင်လေးကိုပြောင်းပါတယ်နော်ဒါကတော့ခရမ်းဒါကတော့စင်ရဲ့နှမောင်းလေးပေါ့နော်ပြန်အောင်စင်လေးရဲ့နှမောင်းလေးပေါ့နှမောင်းလေးကိုဖန်တီးနေရပါတော့စင်ရဲ့ခေါင်းနဲ့နှမောင်းလေးနဲ့ကိုလည်းအရွယ်စားညီအောင်လိုက်ဖက်အောင်လုပ်မှာစင်နှမောင်းကကြီးပြီးတော့လေခေါင်းလေးရသေးနေလည်းကြည့်မကောင်းတော့ကေအဲ့ဒါနဲ့တေချာလေးလုပ်နေရပါတော့ဒီဘန်ဒိုလက်ဘောက်ကလေလက်အချိန်စားလက်အယူအဆတွေအရန်လိုအပ်တယ်ပေါ့နော်ခေါင်းကကြီးပြီးတော့နရွက်ကတေးနေပြန်လည်းအဆင်မပြေဘူးခေါင်းကတေးပြီးတော့နရွက်ကြီးပဲကြီးနေရင်လည်းအဆင်မပြေသလိုခေါင်းကကြီးပြီးတော့နရွက်သေးနေရင်လည်းမလှဘူးပေါ့နော်ဒီတိုင်းပဲနှမောင်းလည်းတူတူပဲနှမောင်းကတေးသေးလေးဖြစ်ပြီးတော့တော်တော်လေးဖြစ်နေရဆိုရင်လည်းကြည့်မကောင်းဘူးပေါ့နော်အဲ့တော့တိတိကျကျ frame ကိုတိကျချရတယ်ပေါ့နော်တိတိကျကျအတိုင်းစာညီအောင်လို့ပြင်ဆင်ရတယ်ပေါ့နော်စင်ရုပ်ကလေးကလွယ်တယ်လို့ထင်ရပေမဲ့လေအဲ့လိုမျိုးပေါ့နော်အချိန်အစညီအောင်နရွက်နဲ့ခေါင်းနဲ့နှာခေါင်းနဲ့လိုက်ဖက်ညီအောင်ကြည့်ကောင်းလို့ပြင်ဆင်ရတယ်ပေါ့နော်အလွယ်ဆုံးကတော့စင်မဲရှင်အကောင်လေးတွေထဲမှာပေါ့နော်ဒါကတော့စင်တွေရဲ့တစ်ဖက်ပြီးသွားလို့နောက်တစ်ဖက်လုံနေရပါတော့နှစ်ဖက်ညီအောင်လဲချိန်ရတော့ခဏခဏပြန်ချိန်ကြည့်လိုက်နှစ်ဖက်ညီအောင်ပြန်ချိန်ကြည့်လိုက်ပြန်ပြီးတော့ပုံပေါ်လိုက်လုံနေပါတော့ဒါကတော့ final ပြီးသွားပြီပေါ့နော်သူကြည့်ကောင်းသွားပြီပေါ့ကြည့်ကောင်းသွားပြီဆိုတော့စင်ရဲ့နှာခေါင်းအရစ်ကလေးတွေလိုက်ထည့်မယ်ရှင်နှာခေါင်းရည်လည်းဒီတိုင်းပဲကေကတော့တအားကြီးရှိရှိဒီဘက်အဆက်ထိရောက်တဲ့အထိမလုပ်ဖက်နဲ့အရစ်အရာလေးပေါ်တဲ့အထိပဲလုပ်မှာပေါ့နော်ကိုကြိုက်တယ်လို့တော့လုပ်လို့ရတယ်ပေါ့နော်ဒီအရစ်နေရာလေးတွေကိုတော့ရင်းညီလေးနဲ့ပဲလိုက်ပြီးတော့ဖြတ်ပြီးတော့အသေးစိတ်လိုက်ထည့်ရတာပေါ့နော်ကေကတော့အရာပေါ်တဲ့ဒီဇိုင်းလေးဖြစ်အောင်လုပ်လေးတယ်ဆိုတော့အရာလေးကိုအဆုံးထိမထည့်ဘဲနဲ့နှာခေါင်းရဲ့တစ်ဝက်လောက်ထိပဲခလဲကောင်လောက်ဆိုရင်ရက်လိုက်တယ်ပေါ့နော်ဒီဘက်ထီကိုအရစ်ပုံစံပေါ်အောင်လုပ်လွယ်လာတယ်ပေါ့နော်ဒါကတော့အခုဒါအရစ်ကလေးတွေလိုက်ထည့်နေရပါတော့ကဲအခုဆိုရင်တော့အရစ်ကလေးပြီးသွားပါပြီရှင်ဒါကတော့စင်နရွက်အတွက်ကိုလုပ်နေရပါတော့စင်နရွက်လေးရဒီတိုင်းဆိုရင်ဖြောင်းလေးဆိုတော့တိတ်ပြီးတော့ကြွရဖြစ်မနေတော့ပို့ပြီးတော့ကြွရလေးဖြစ်သွားအောင်လို့ရင်းကြီးလေးနဲ့လိုက်ထည့်လိုက်တာပေါ့နော်ရင်းကြီးလေးနဲ့အရင်ဆုံးကတ်ကြည့်ပြီးတော့အဆင်ပြေပြီဆိုရင်ထမင်းမှာကတ်ပြီးတော့တခါရ frame ချမယ်ပေါ့နော်တခါရ frame ချမယ်ရှင်အသားလေးကျသွားအောင်လို့2မိနစ်3မိနစ်လောက်လေးweb plastic လေးနဲ့ထည့်ထားမယ်ပေါ့နော်ဟိုဘချမ်းပြီးသွားပြီဆိုတော့ဒီဘချမ်းလေးကိုရင်းကြီးလေးနဲ့ထပ်ကတ်ပြီးတော့အသားကျသွားအောင်လို့ကတ်ထားမယ်နော်အမင်းလေးနဲ့ရင်းကြီးလေးနဲ့အသားကျသွားအောင်လို့ကတ်ထားမယ်ရှင်ကဲအခုဆိုရင်တော့စင်လေးရပြီပေါ့နော်စင်လေးရစင်မာလေးဖြစ်တဲ့အတွက်လေဖဲပြားလေးလည်းတက်လိုက်တယ်ရှင်ပြီးတော့ကက်ရှက်လေးနဲ့ကဲအခုဆိုရင်တော့
elephant လေးမှန်းသိအောင်လို့ပြီးတော့ခလေးစာစလုံးလေးတွေဖတ်ကြည့်ပြီးတော့အဓိပ္ပာယ်လေးတွေဘောကက်လေးတွေကျွယ်ဝအောင်လို့ခေကအမြဲတမ်းခုလိုစလုံးလေးထွင်းပေးတတ်တယ်ပေါ့နော်ဒါကတော့ elephant ဆိုပြီးထွင်းပေးတာပေါ့နော်ဒီစလုံးထွင်းတဲ့ခုဆိုရင်တော့ ELEPHANT elephant ဆိုပြီးတော့လည်းပေါ်ပြီပေါ့နော်ဒါကတော့စက်သားကြော်လေးပေါ့နော်တမ်ပူရာကြော်လေးရယ်စလုံးလေးထွင်းနေပေါ့နော်စလုံးဒဲရေးတာလေမဆန်ဘူးဖြစ်နေလို့အဝိုက်ကလေးပဲပြန်လုပ်လိုက်တော့မယ်နော်ဒဲရေးလို့ဆက်မှတ်တယ်လို့မဆန်တော့ဘူးဆိုတော့ဝိုက်ကလေးပဲရေးလိုက်တော့မယ်ရှင် PHANT elephant အပစ်ကလေးတက်လိုက်ပြီးတော့ဒါ elephant လေးပြီးသွားပြီပေါ့နော် elephant လေးနဲ့တော့တူရလားရှင်အများရန်ကွန်မန့်လေးနဲ့ခွန်အားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်